အားလုံးပဲမင်္ဂလာပါဟီနိုမဲဂျပန်နေ language မှာဖြစ်ပါတယ်အခုဆိုရင်ဖြင့်2014 and3 ဥကွန်ရှင်လေးကိုရှင်းပြပေးမှာဖြစ်ပါတယ် GAPT အမီလေးပါဗီဒီယိုပိုင်းလေးတွေကတော့အပိုင်းပိုင်းလေးတွေနဲ့တင်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like and subscribe လေးလုပ်ပေးကြပါရန်မေတ္တာရပ်ခံပါတယ်ရှင်はい問題1စပါတော့မယ်問題1の行動場の読み方としてもっとも良いものを1,2,3,4から一つ選びなさいね。ဟုတ်ပြီ問題1မှာဆိုရင်သူကခန်းကြီးနဲ့ရေးထားတာလေးတွေကိုဟီရာကာလာလေးတွေနဲ့ပြန်ပြီးတော့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်1番この町は昔から商業が盛んだったဟုတ်ပြီနော်ဒီမျိုးလေးကဆိုရင်တော့ဖြစ်တယ်昔からဟိုးအရင်ကတည်းက商業ကကုန်သွယ်ရေးအရှောင်းအဝယ်လုပ်ငန်းကစက္ကန့်တတဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်ဟုတ်ပြီခန်းကြီးလေးရဆိုရင်တော့ဖြစ်အခြေကရှောလေးကအရှေ့ခန်းကြီးလေးကရှောတဲ့ခန်းကြီးလေးအနောက်ကခန်းကြီးလေးကတော့အေရီကျော်ရဲ့ခန်းကြီးလေးအဲ့တော့ရှောကျော်ဒါရှိကိုတိုင်ဝနိဗ္ဗာန်ဟိုက်နိဗ္ဗာန်မှာဆိုလို့ရှိရင်တော့ဖြစ်메루 에드레스와레 오보에테 이마산 이메 에트라코 마만비바무데 오비 드라시 코다이와 니반 사마마 솔루션 오비 아라시에 사비스노 코고 마다 데키테 이마산 웬사무 에테네 빠따데데 코고구데 ကြော်ညာလုပ်ငန်းဆိုရင်တော့ဖြစ်တယ်မာတာဒကိတေအီမဆန်မပြုတ်လို့ရသေးပါဘူးတဲ့ဟုတ်ပြီနော်အဲ့တော့ဒါရှိကိုတိုင်ဝကိုခုအချီပန်ဟဲ့ယောပါမှာဆိုရင်တော့ဖြစ်တယ်ခီယိုနောရှီယာယီနောအိုက်တေကတဲ့ဆွေရောခတ်တာဒီနေ့ပြိုင်ပွဲရဲ့အိုက်တေတစ်ဖက်အသေးအဆိုတော့ဖြစ်တယ်ဆွေရောခတ်တာတဲ့အားကောင်းခဲ့ပါတယ်တဲ့လူဆိုရင်တော့ဖြစ်တစ်ဖက်လူပေါ့နော်ပြိုင်ပွဲဆိုတော့တစ်ဖက်အသင်းဒါရှိကိုတိုင်ဝစမ်ဘန်ဟိုက်ကောဘာမှာဆိုရင်တော့ဖြစ်ရိုင်းငယ်ဆိုစပိုဆိုတိုင်းကိုင်ကအာရီမတ်လာမဲလာမှာအကစားပြိုင်ပွဲကြီးကရှိပါတယ်တဲ့ဟုတ်ပြီတိုင်းကိုင်ဆိုတော့ဒါရှိကိုတိုင်ဝစမ်ဘန်ကောရခုဘန်ကာဘန်ကဝါရတဲ့အီရူတဲ့ပန်းအိုးကကွဲနေပါတယ်တဲ့အဲ့ဒါရှိကိုတိုင်ဝါရတဲ့အီစီပန်နာနာဘန်ဥရစကုတဲ့ရှင်ငေါတုန်နေလေရှူရှူတကိနိုင်တဲ့စူညံရှုပ်ထွေးပြီးတော့တဲ့အလုတ်တဲကိုတဲ့အာယုံမစူးဆိုင်နိုင်ဘူးတဲ့ဟုတ်ပြီတရှိကိုတိုင်ဝရှူရှူဆိုတော့ယွန်ဘန်ဟာချီဘန်ကရှော့ခီဥရိဘဝဒုကုတက်စကားတဲ့အိုခွက်ပကအရှောင်းကောင်တာကပမာပါလေတဲ့ဟုတ်ပြီအဲ့တော့ရှော့ခီဆိုတော့တရှိကိုတိုင်ဝနိဗ္ဗာန်ဟိုက်မွန်တိုင်းဒီလေးကိုဆက်လက်သွားကြပါမယ်မွန်တိုင်းนี่カサノコロバオール漢字で書きときもっとも良いものを1,2,3,4から広そ選びなさいねဟုတ်ပြီနော်သူကတော့ဟီရာကာနာနဲ့ရေးထားတာကိုခန်းကြီးနဲ့ရွေးပေးရမှာဖြစ်ပါတယ်အိုက်ကျူဘန်ကိုရိုမိုကခါဘဲနိတဲ့အဲအိုခိုက်တဲ့ရှိမတ်တာနော်တဲ့ခက်ရှိတဲ့ခီရွေအင်းနိရှိတာတဲ့ကလေးကနိုင်ရမှာတဲ့ပုံတွေကိုရေးဆွဲထားတဲ့အတွက်ကြောင့်ခဲရှိတဲ့ဖြတ်ပြီးတော့ခီရွဲအင်းနိရှိတာတဲ့လှပအောင်ပြုလုပ်ခဲ့ရပါတယ်တဲ့ဟုတ်ပြီခဲရှိတဲ့ခဲရှိခုမှုရဲ့ခန်းကြီးလေးနဲ့ဆိုတော့ဒါရှိကိုတိုင်ဝစမ်ဘန်ဟိုက်ဂျူဘန်ခါစတဲ့ကခိုးခဲစကိရှိတာတဲ့တုတ်ကွေးကြောင့်ကျောင်းကိုပြက်ခွက်ခဲ့ပါတယ်တဲ့အဲ့ဒါရှိကိုတိုင်ဝယွန်ဘန်ဂျူအချီဘန်ယာစာယီကိုကိုမကာကိုခိတဲ့ခရဆိုင်နဲ့ဟင်းတီဟိရွက်တီကိုတဲ့နှုံလီပေးပါတဲ့ဟုတ်ပြီနော်နှုံစင်းပေးပါဆိုတော့ဟုတ်ပြီအဲ့တော့ဒရာရှိကိုတိုင်ဝခိုမကာကူဆိုတော့အချီဘန်ကဟိုဆိုဤခကြီးလေးနဲ့ခိုမကာကူနိဘမဆိုမီချီကာကူစမ်ဘမဆိုမာရုကာကူယောဘကခါရုကာကူဆိုတော့ဒရာရှိကိုတိုင်ဝအချီဘန်はいဒီမှာဆိုရင်ဂျူနီဘန်このアパートには若い人がたくさん住んでいるでဒီတိုက်ခန်းမှာဆိုရင်တော့ပြည်若い人ငယ်ရွယ်တဲ့လူတွေကအများကြီးနေထိုင်ပါတယ်တဲ့ဟုတ်ပြီတရရှိကိုတိုင်ဝယောဘန်ဝါကာဤဂျူဆန်ဘန်複数の写真からいいものを選んだらအမျိုးမျိုးသောတပ်ပုံတွေကအစဉ်ပြေတာကိုရွေးချယ်ခဲ့ပါတယ်တဲ့ဟုတ်ပြီ複数ဆိုတော့တရရှိကိုတိုင်ဝ一番はい、14番。米の輸入量があれ。
ကံကြောရှိတဲ့ဤရုတဲ့စံကိုတင်သွင်းတာဟုတ်ပြီယူနျူရောယူနျူက import ရောကပမာဏအဲ့တော့ import တင်သွင်းတဲ့ပမာဏကဂဲကြောရှိတဲ့ဤရုတဲ့ရောကြနေပါတယ်ဟုတ်ပြီဒီဂဲကြောလေးဒီဟေရုခက်ကြီးလေးနဲ့ဆိုတော့ဒါရှိကိုဒါအဝနိဗ္ဗာန်